မဆူးကိုကင်လိုက်တဲ့အခိုက်အတန့်မှာပဲအဲ့ဒီတရဝါကြီးဟာနာကျင်ပြီးရုတ်တရက်နိုးလာခဲ့ပါတယ်။သူကနတ်သမီးလေးကိုဒေါသတကြီးစိုက်ကြည့်ပြီးအကျယ်ကြီးဟိန်းဟောက်လိုက်ပါတော့တယ်။သူ့ရဲ့ပြင်းထန်တဲ့လေးမုတ်ထုံးမှုကြောင့်နတ်သမီးလေးဟာဂူအပြင်ဘက်အထိလွင့်ထွက်သွားခဲ့ရပါတယ်။ကြောက်စိတ်ရှိနေပေမဲ့လည်းနတ်သမီးလေးကလက်မလျှော့ခဲ့ပါဘူး။သူမဂူပြင်ဘက်မှာထိုင်ပြီးဆက်ဆောက်နေခဲ့ပါတယ်။ခဏကြာမှာတော့အဲ့ဒီတရဝါကြီးဟာဂူထဲကနေဖြည်းဖြည်းချင်းထွက်လာခဲ့ပါတယ်။ဘေးပတ်ဝန်းကျင်မှာအန္တရာယ်မရှိတာတေချာအောင်သူကပတ်လည်ကိုဝေဝဲကြည့်ခဲ့ပါတယ်။နတ်သမီးလေးကတော့တောအုပ်ထဲအထိသူ့နောက်ကိုတိတ်တဆိတ်လိုက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီတရဝါကြီးဟာတောက်ပတဲ့ကြောက်ခဲတွေကိုစုဆောင်းရတာအယမ်းဝါသနာပါမှန်းသူမသိလိုက်ရပါတယ်။ဒါပေမဲ့သူ့ခြေထောက်မှာစူးနေတဲ့ဆူကြောင့်သူကောင်းကောင်းမလျှောက်နိုင်ပဲနာကျင်မှုတွေကြောင့်အားအင်တွေကုန်ခန်းနေခဲ့ပါပြီ။အဲ့ဒီအခြေအနေမှာနတ်သမီးလေးကလိမ္မာပါနှက်တဲ့အစီအစဉ်တစ်ခုကိုကြံစီလိုက်ပါတယ်။သမီးကကြောက်တုံးကြီးတစ်ခုကိုကျိုးနဲ့ချီပြီးတစ်ပင်တစ်ပင်မှာဆွဲဆိုင်ထားလိုက်ပါတယ်။အဲ့ဒီကြောက်တုံးကိုမြင်ချင်းပဲတရဝါကြီးဟာခြေလမ်းတွေတုပ်ဆိုင်သွားပြီးတေချာစိုက်ကြည့်နေပါတော့တယ်။အခွင့်အရေးကိုအရယူပြီးနတ်သမီးလေးကသူ့အနားကိုအမြန်ဆုံးချင့်ကပ်သွားကတွက်လက်တဲ့လှုပ်ရှားမှုနဲ့အတူဆူးကိုဆွဲနှုတ်လိုက်ပါတယ်။တရဝါကြီးဟာနာကျင်လွန်းလို့အကျယ်ကြီးအော်ဟစ်လိုက်ပြီးပါးစပ်ထဲမှာခဲထားတဲ့ကြောက်တုံးကလည်းမြေပြင်ပေါ်ကိုလိမ့်ကျသွားပါတယ်။ကြောက်တုံးကသူ့ခေါင်းပေါ်ကိုမကျခဲ့ပေမဲ့သူ့ခြေထောက်ကတော့ကျိုးတွေနဲ့ညှိပတ်သွားခဲ့ပါတယ်။တရဝါကြီးဟာနတ်သမီးလေးစီကိုဒေါသတကြီးပြေးဝင်လာခဲ့ပေမဲ့သူမကိုစားဖို့ရည်ရွယ်ချက်မရှိပါဘူး။သူ့ရဲ့တခုလေးသောစိတ်ပူပန်မှုကတော့သူ့ရဲ့အဖိုးတန်ကြောက်ခဲတွေအတွက်ပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့သူဟာသူ့ရဲ့ဒဏ်ရာကိုရှာနဲ့ပြန်လဲနေပါတော့တယ်။